မိုးရွာရင်မိုးရေထဲလမ်းမလျှောက်ဘဲမနေနိုင်ဘူးမိုးရွာပြီဆိုတာနဲ့သူမိုးရေထဲလမ်းလျှောက်ရတာကိုအရန်သဘောကျတယ်ဒါဆိုရင်အင်္ဂလိပ်လိုလေးရေးကြည့်ကြမယ်ဒီမှာဒီနေ့ subject နေရာမှာ I ဆိုတဲ့စာလုံးကိုပဲသုံးသွားမှာဖြစ်ပါတယ်တကယ်လို့ learners တွေအနေနဲ့တခြားသော subject တွေကိုပြောင်းသုံးချင်တယ်ဆိုရင်လည်းပြောင်းသုံးလို့ရပါတယ်ဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ကျမဆိုတဲ့ subject ကပြီးရင်ဘာလာရတော့မလဲ can't have gerund လာရတော့မယ် can't have ကတော့ဟုတ်ပြီ gerund ဆိုတာ verb ing ဖြစ်တဲ့အတွက် verb ကိုရှာမယ်ဝါကြရဲ့ verb ဟာလမ်းလျှောက်သည်ဆိုတဲ့ verb ဖြစ်တယ် work ပေါ့နော်သူ့ကို work အတိုင်းသုံးရမှာမဟုတ်ပဲ verb ing ပြောင်းရမှာမို့လို့ working can't have working လမ်းမလျှောက်ရရင်မနေနိုင်ဘူးဘယ်မှာလဲ in the rain မိုးရေထဲမှာ learners တွေကမိုးရွာရင်ဆိုတဲ့ဟာကိုထပ်ဖြည့်ခြင်းနဲ့ဆိုရင်လည်းဖြည့်လို့ရသေးတယ် when it rains တို့ if it rains တို့ထပ်ဖြည့်လို့ရပါသေးတယ်ဒီမှာတော့မယူတော့ဘူးပေါ့နော်ဒီမှာပဲရေးလိုက်မယ်